ဒီနေ့ကအခန်းကြီးရဲ့ပထမဆုံးနေ့ရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လွယ်မယ်လို့ထင်တဲ့အခန်းလေးကိုကြော်ပြီးတင်မယ်ပေါ့နော်အခန်း2ကိုအရင်ကြည့်ပါမယ်တစ်ကိုခဏထားခဲ့တယ်အခန်း2ကိုအရင်ဆုံးလေ့လာကြည့်ပါမယ်နော်ငါတို့ဒီနေ့ပထမဆုံးလေ့လာမယ့်ခန်းကြီးလေးကဒီခန်းကြီးလေးပါနော်ဒီခန်းကြီးလေးကိုအီချီလို့ခေါ်ပါတယ်အီချီဆိုတာကတစ်ပါနော်ကနန်းအခရာတစ်ဆွဲချက်ကတစ်ချက်တည်းဒီလိုဆွဲမယ်ဘယ်ကနေညာကိုဆွဲမယ်ဘယ်ကနေညာကိုဆွဲမယ်တစ်ချက်တည်းဆွဲရတယ်နော်တစ်ချက်တည်းဆွဲရတယ်ဒါလေးကတစ်ပါအီချီလို့ခေါ်တယ်ကနန်းအခရာတစ်တစ်ချက်တည်းဆွဲမှတော့ဒါကတစ်ပေါ့အီချီဆိုတဲ့ခန်းကြီးလေးကိုစွတ်လေးနဲ့ပေါင်းပါမယ်အီချီဆိုတဲ့ခန်းကြီးလေးကိုစွတ်လေးနဲ့ပေါင်းရင်တော့ဟီတိုစွတ်အလွတ်ချက်ပါဟီတိုစွတ်ကတစ်ခုပေါ့နော်ရေတွက်တွေရေတွက်ရင်တစ်ခုလို့ရေတွက်ချင်ရင်ဟီတိုစွတ်တစ်ခုအီချီဆိုတဲ့ခန်းကြီးလေးကိုနီချီဆိုတဲ့နေ့ရက်ခန်းကြီးလေးနဲ့ပေါင်းပါမယ်စွတ်အီတာချီဆိုပြီးဖြစ်သွားပါတယ်စွတ်အီတာချီအလွတ်ချက်ပါနော်တရက်နေ့ကိုပြောချင်တာပါတရက်နေ့တလပိုင်းရဲ့တရက်နေ့နှစ်လပိုင်းရဲ့တရက်နေ့သုံးလပိုင်းရဲ့တရက်နေ့အဲ့လိုတရက်နေ့လို့ပြောချင်ရင်စွအီတာချီပါအီချီဆိုတဲ့ခန်းကြီးလေးကိုပဲနီချီနေ့ရက်ဆိုတဲ့ခန်းကြီးလေးနဲ့ထပ်ပြီးတော့ပေါင်းထားတယ်အီချီနီချီဆိုပြီးဖြစ်သွားပါတယ်အီချီနီချီအီချီနီချီကကြတော့တရက်ပေါ့နော်ရက်တွေရေးတွက်တဲ့ခါမှာတရက်တူနှစ်ရက်တူသုံးရက်တူရေးတွက်တဲ့ခါမှာဒီလိုမျိုးလေးရေးတွက်ပေးရတယ်အီချီနီချီဒါကကြတော့တစ်လပိုင်းတစ်ရက်နေ့နှစ်လပိုင်းတစ်ရက်နေ့လို့ပြောချင်ရင်စွအီတာချီနဲ့သုံးတယ်ဒီနှစ်ခုကကိုသုံးတဲ့နေရာပေါ်မူတည်ပြီးတော့ပြောင်းရမှာပေါ့နော်တကယ်လို့ကိုပြောချင်တာကတစ်လပိုင်းတစ်ရက်နေ့လို့ပြောချင်ရင်စွအီတာချီနဲ့ရေးတွက်ပေးရမယ်ဒါမှမဟုတ်ဘဲနဲ့ကိုကတရက်ကြာမယ်နှစ်ရက်ကြာမယ်အဲ့လိုမျိုးပေါ့နော်တရက်ဆိုတဲ့ကြာချိန်ကိုပြောချင်တာမျိုးဆိုရင်တော့အီချီနီချီလေးနဲ့သုံးပြရပါမယ်နော်အီချီဆိုတဲ့ခန်းကြီးလေးကိုပဲမတို့ကဂါဆွတ်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းမယ်ဂါဆွတ်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တော့အီချီဂါဆွတ်ဆိုပြီးဖြစ်သွားပါတယ်အီချီဂါဆွတ်ကတစ်လပိုင်းပါနော်အီချီဂါဆွတ်ကတစ်လပိုင်းဒီခန်းကြီးလေးကသူ့တစ်လုံးနဲ့ဆိုရင်နီချီပါနီချီဆိုတာကနေ့ရက်ဒီခန်းကြီးလေးကသူ့တစ်လုံးနဲ့ဆိုရင်ဂါဆွတ်ဆိုတာကလပါနော်အီချီဆိုတဲ့ခန်းကြီးလေးနဲ့နေ့ရက်ခန်းကြီးလေးနဲ့ပေါင်းတော့စွအီတာချီကတရက်နေ့အီချီဆိုတဲ့ခန်းကြီးလေးနဲ့နီချီဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းတော့အီချီနီချီကကြတော့ရေတွက်တဲ့ခါမှာသုံးတယ်တရက်ကြာချိန်ကိုရေတွက်တာအီချီနီချီတရက်လို့ပြောချင်ရင်အီချီနီချီတလလို့ပြောချင်ရင်အီချီဂါဆွတ်ပါနော်တလပိုင်းဆိုရင်အီချီဂါဆွတ်ဒါဆိုပထမဆုံးလေ့လာခဲ့တဲ့ခန်းကြီးကအီချီဆိုတဲ့ခန်းကြီးလေးပါအီချီဆိုတာကတစ်အီချီဆိုတဲ့ခန်းကြီးလေးကိုစွတ်နဲ့ပေါင်းရင်ဟီတိုစွတ်တစ်ခုအီချီဆိုတဲ့ခန်းကြီးလေးကိုနီချီဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းရင်တော့စွအီတာချီတလပိုင်းတစ်ရက်နေ့လို့ပြောချင်ရင်စွအီတာချီနဲ့သုံးမယ်ကြာချိန်တစ်ရက်ကိုပြောချင်ရင်တော့အီချီနီချီနဲ့သုံးပါမယ်အီချီဆိုတဲ့ခန်းကြီးလေးကိုဂါဆွတ်ဆိုတဲ့ခန်းကြီးနဲ့ပေါင်းရင်တော့အီချီဂါဆွတ်ဆိုတော့တလပိုင်းဆိုပြီးတော့ဖြစ်သွားပါတယ်နော်ဒါဆိုမှတို့နှလုံးမြောက်ခန်းကြီးလေးကိုလေ့လာကြည့်ရအောင်နှလုံးမြောက်ခန်းကြီးလေးကတော့ဒါလေးပါနော်နီလို့ခေါ်ပါတယ်နှစ်ပါကနန်းအခရာနှစ်ဆွဲချက်ကနှစ်ချက်တစ်နှစ်ပေါ်လေးကနည်းနည်းတူပြီးတော့အောက်ကနည်းနည်းရှည်တယ်ပေါ့နော်တစ်နှစ်နှစ်ချက်ဆွဲမှတော့နှစ်ပေါ့တစ်ချက်ဆွဲတော့တစ်နှစ်ချက်ဆွဲတော့နှစ်အတန်ထွက်လေးကနီဆိုတာနှစ်ကိုပြောတာနော်ဒါဆိုရင်အဲ့ဒီနီဆိုတဲ့ခန်းကြီးလေးကိုမတို့ကစွတ်လေးနဲ့ပေါင်းပါမယ်နီဆိုတဲ့ခန်းကြီးကိုစွတ်လေးနဲ့ပေါင်းရင်တော့ဖူတာစွတ်ဆိုပြီးဖြစ်သွားတယ်ဖူတာစွတ်ဆိုတာနှစ်ခုအလို့ချက်ပါနော်နီဆိုတဲ့ခန်းကြီးလေးကိုနီချီဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်တော့ဖူဆုကဆိုပြီးဖြစ်သွားတယ်ဖူဆုကဆိုတာက2ရက်နေပါဖူဆုက2ရက်နေနီဆိုတဲ့ခန်းကြီးလေးကိုပဲမတို့ကဂါဆွတ်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းပါတယ်ဂါဆွတ်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တော့နီဂါဆွတ်ဆိုပြီးဖြစ်သွားတယ်နီဂါဆွတ်ဆိုတာက2လပိုင်းပါနော်နီဂါဆွတ်2လပိုင်းနီဆိုတဲ့ခန်းကြီးလေးကိုဟီတိုဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်တော့ဖူတာရီဆိုပြီးဖြစ်သွားပါတယ်ဖူတာရီကတော့2ယောက်ပါနော်ဖူတာရီဆိုတာက2ယောက်လူ2ယောက်ကိုရေတွက်တဲ့အခါမျိုးမှာသုံးပါတယ်လူ2ယောက်လို့ပြောချင်ရင်ဖူတာရီလို့ပြောပါတယ်နော်ဒါ
ဒါဆိုရင်ဒီမှာမှတ်ကမှာကအမတို့ဒီခန်းကြီးလေးကိုမှတ်ထားရမယ်ဒီခန်းကြီးလေးကသူ့တစ်လုံးနဲ့ဆိုရင်ဟိတိုဆိုတဲ့လူခန်းကြီးလေးပါနော်နိနဲ့ပေါင်းလိုက်တဲ့ခါမှာနိဆိုတဲ့နှစ်နဲ့ပေါင်းလိုက်တဲ့ခါမှာဖူတာရီဆိုပြီးဖြစ်သွားတယ်ဖူတာရီဆိုတာကလူ2ယောက်လို့ရေးတွက်ချင်တဲ့ခါမျိုးမှာသုံးပါတယ်နော်ဒါဆိုမတို့အခုလေ့လာခဲ့တဲ့ခန်းကြီးလေးကကြတော့နိဆိုတဲ့ခန်းကြီးနိဆိုတာကနှစ်ပါစွတ်လေးနဲ့ပေါင်းရင်ဖူတာစွတ်နှစ်ခုနိချိဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းရင်ဖူစွတ်က2ရက်နေဆိုပြီးဖြစ်သွားပြီးတော့ဂါစွတ်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းရင်နိဂါစွတ်2လပိုင်းဟိတိုဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းရင်တော့ဖူတာရီလူ2ယောက်ဆိုတဲ့အဓိပ္ပာယ်လေးရပါတယ်နော်ဒါဆိုရင်မတို့ခုသုံးလုံးမြောက်ခန်းကြီးလေးကိုဆက်ပြီးလေ့လာကြည့်ရအောင်နော်သုံးလုံးမြောက်ခန်းကြီးလေးက1 2 3ချက်ဆွဲရတယ်သူ့ရဲ့အတန်လေးကစံလို့အတန်ထွက်ကမယ်စံနံပါတ်3ပေါ့နော်ရှေ့မှာ1ရဲ့2ရဲ့တင်ပြီးသွားပြီဆိုတော့အခုကနံပါတ်3လို့ပြောချင်ရင်စံပါ1 2 3 3ချက်ဆွဲတယ်နံပါတ်3ဆိုတော့3ချက်ဆွဲရတယ်လို့မှတ်လိုက်မယ်1 2 3အောက်ဆုံးကြောင်းလေးတော့နည်းနည်းရှိရှိလေးဆွဲတယ်1 2 3ပေါ့နော်ဒီ3ဆိုတဲ့ခန်းကြီးလေးကိုမတို့ကစွတ်လေးနဲ့ပေါင်းရင်မိစွတ်ဆိုပြီးဖြစ်သွားပါတယ်မိစွတ်ဒီလိုရေးတယ်နော်3ဆိုတဲ့ခန်းကြီးလေးကိုစွတ်လေးနဲ့ပေါင်းရင်မိစွတ်ဆိုတာက3ခုပါမိစွတ်3ခု3ဆိုတဲ့ခန်းကြီးလေးကိုမတို့နိချိဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းတယ်နိချိဆိုတာနေရက်နော်3ဆိုတဲ့ခန်းကြီးလေးကိုနိချိဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းတယ်ဘယ်လိုဖြစ်သွားလဲဆိုရင်မိကဆိုပြီးဖြစ်သွားပါတယ်မိကဒါတွေကချွင်းချက်မို့လို့အလွတ်ချက်ကမှာပါနော်မိက3ရက်ဆိုရင်မိက3ဆိုတဲ့ခန်းကြီးလေးနဲ့နိချိဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တော့3ရက်ကိုမိကလို့ခေါ်ပါတယ်3ဆိုတဲ့ခန်းကြီးလေးကိုပဲအမတို့ကကဆွတ်ဆိုတဲ့လာခန်းကြီးလေးနဲ့ပေါင်းလိုက်တယ်အဲ့တော့စံကဆွတ်ဆိုပြီးဖြစ်သွားတယ်စံကဆွတ်က3လပိုင်းကိုပြောတာပါမတ်လ3လပိုင်းပေါ့နော်စံကဆွတ်က3လပိုင်း3ဆိုတဲ့ခန်းကြီးလေးကိုပဲအမတို့ကဒီခန်းကြီးလေးနဲ့ပေါင်းပါမယ်စံခခုဆိုပြီးဖြစ်သွားပါတယ်ဒီခန်းကြီးလေးကခခုဆိုတဲ့ဓာတ်ပေါ့နော်စံခခုဆိုတာကတရိကံပါစံဆိုတဲ့ခန်းကြီးလေးကိုခခုဆိုတဲ့ဓာတ်လေးနဲ့ပေါင်းလိုက်တော့စံခခုကတရိကံပါနော်3ဓာတ်ရှိတာကတရိကံလေဒီခန်းကြီးလေးကခခုဆိုတဲ့ဓာတ်မှာဒါကြောင့်မို့လို့စံဆိုတဲ့3နဲ့ပေါင်းလိုက်တဲ့အခါမှာစံခခုတရိကံဆိုပြီးဖြစ်သွားတယ်စံခခုတရိကံဆိုပြီးဖြစ်သွားပါတယ်နော်ဒါဆိုရင်3လုံးမြောက်တင်တဲ့ခန်းကြီးလေးက3ချက်ဆွဲရတယ်စံနံပါတ်3ကိုပြောတာစွတ်လေးနဲ့ပေါင်းရင်မိစွတ်3ခုနိချိဆိုတဲ့ရက်နဲ့ပေါင်းရင်မိက3ရက်လဆိုတဲ့ကစွတ်နဲ့ပေါင်းရင်စံကစွတ်3လပိုင်းခခုဆိုတဲ့ဒေါင်းနဲ့ပေါင်းရင်စံခခုတရိကံဆိုပြီးဖြစ်သွားပါတယ်နော်ဒါကမူရင်းစကားလုံးအောက်ကတွဲလုံးနေပါမူရင်းစကားလုံးရောတွဲလုံးရောအကုန်လုံးတည်ထားရမှာမယ်နော်ဒါဆိုမှတို့လေးလုံးမြောက်ခန်းကြီးလေးလေးလာကြည့်ရအောင်နော်လေးလုံးမြောက်ခန်းကြီးလေးကလိုလေးဆွဲပါတယ်နော်ယွန်းလို့ခေါ်ပါတယ်နံပါတ်4ပါတန်ထွက်လေးကယွန်း1 2 3ယွန်းဆွဲချက်ကတစ်ချက်နှစ်ချက်3ချက်4ချက်5ချက်ပါနော်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်နော်တန်ထွက်လေးကယွန်းလို့ခေါ်တယ်နံပါတ်4ပါဒီခန်းကြီးလေးကိုဘယ်လိုမှတ်မလဲဆိုရင်ဒီခန်းကြီးလေးကိုလျှက်တစ်ပြက်ကြည့်လိုက်ရင်ပဒင်းပေါက်လေးနဲ့မတူဘူးလားပဒင်းပေါက်လေးကိုလိုက်ကလေးတွေ
လှက်ထားတဲ့ပုံစံလေးပေါ့နော်ပတင်းပေါက်လေးနဲ့တူတယ်အဲ့တော့မကဘလို့မှတ်လိုက်လဲဆိုရင်မတို့အိမ်မှာပတင်းပေါက်၄ပေါက်ရှိတယ်လို့မှတ်လိုက်ပါတယ်ပတင်းပေါက်၄ပေါက်ရှိတယ်လို့မှတ်လိုက်မယ်ဒီလိုပုံစံလေးကိုတွေ့ရင်၄ဆိုတာကိုမှတ်ထားမယ်အတန်ထွက်ကယွန်းပေါ့နော်ဒါဆိုရင်ဒီခန်းကြီးလေးနဲ့ဘာနဲ့ပေါင်းမလဲဆိုရင်ယွန်းဆိုတဲ့ခန်းကြီးလေးနဲ့မတို့ကဘာနဲ့ပေါင်းမလဲဆိုရင်စွတ်လေးနဲ့ပေါင်းမယ်စွတ်နဲ့ပေါင်းလိုက်တော့ယောစွတ်ဆိုပြီးဖြစ်သွားပါတယ်ယောစွတ်၄ခုပါယွန်းဆိုတဲ့ခန်းကြီးလေးကိုမတို့ကစွတ်နဲ့ပေါင်းရင်ယောစွတ်ဒီဟာစွတ်လေးကအသေးเนาะယောစွတ်၄ခုဖြစ်သွားပါတယ်ချွင်းချက်မို့လို့အလွတ်ချက်ပါเนาะအဲ့ဒီ၄ဆိုတဲ့ခန်းကြီးလေးကိုပဲမတို့ကဘာနဲ့ထပ်ပေါင်းလဲဆိုရင်နိချိဆိုတဲ့ခန်းကြီးလေးနဲ့ထပ်ပေါင်းတယ်နိချိဆိုတဲ့ခန်းကြီးလေးနဲ့ထပ်ပေါင်းလိုက်တော့ယောကဆိုပြီးဖြစ်သွားပါတယ်ယောကဆိုတာက၄ရက်ပါเนาะယောကက၄ရက်နေလို့ပြောချင်ရင်ယောကပါနံပါတ်၄ဆိုတဲ့ခန်းကြီးလေးကိုနိချိဆိုတဲ့နေ့ရက်ခန်းကြီးလေးနဲ့ပေါင်းလိုက်တော့ယောကဆိုပြီးဖြစ်သွားတယ်ယောကက၄ရက်နေ၄ဆိုတဲ့ခန်းကြီးလေးကိုဂါဆွဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တယ်ရှိဂါဆွဆိုပြီးဖြစ်သွားပါတယ်ရှိဂါဆွ၄လပိုင်းမှာเนาะဧပြီလ၄လပိုင်းဆိုရင်ရှိဂါဆွလို့ခေါ်ပါတယ်၄ဆိုတဲ့ခန်းကြီးလေးကိုဂါဆွဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရင်ရှိကဆွဆိုပြီးဖြစ်သွားပါတယ်ရှိကဆွ၄လပိုင်းအလွတ်ချက်မဲ့ယောကဒါလေးတွေကအလွတ်ချက်ကမဲ့ဟာလေးတွေနော်ယောက၄ရက်နေ့ရှိကဆွ၄လပိုင်းယောဆွ၄ခုနော်ဒါဆိုရင်ခုတင်သွားတာ၄လုံးမြောက်ခန်းကြီး၄လုံးမြောက်ခန်းကြီးကသူ့ကိုယွန်းလို့ခေါ်ပါတယ်ဆွလေးနဲ့ပေါင်းရင်ယောဆွနိချိလေးနဲ့ပေါင်းရင်ယောကဂါဆွလေးနဲ့ပေါင်းရင်ရှိဂါဆွเนาะရှိဂါဆွဆိုတော့၄လပိုင်းဆိုပြီးတော့ဖြစ်သွားပါတယ်เนาะဒါဆိုရင်၅လုံးမြောက်ခန်းကြီးလေးကိုလေ့လာကြည့်ရအောင်၅လုံးမြောက်ခန်းကြီးလေးကဒီလိုဆွဲပါတယ်เนาะသူ့ကိုတော့ခေါ့လို့ခေါ်ပါတယ်ခေါ့ဆိုတာနံပါတ်5ပါเนาะ၅လုံးမြောက်ခန်းကြီးလေးကခေါ့ဆိုတဲ့နံပါတ်5ပါတစ်ချက်နှစ်ချက်3ချက်4ချက်ပါเนาะဆွဲချက်4ချက်ရှိပါတယ်တစ်ချက်နှစ်ချက်နည်းနည်းဆောင်းလေးဆွဲတယ်3ချက်4ချက်ပါတစ်ချက်နှစ်ချက်3ချက်4ချက်ပါเนาะတစ်ချက်နှစ်ချက်3ချက်4ချက်တန်ထွက်ကခေါ့ဆိုတာနံပါတ်5ကိုပြောတာပါအတန်ထွက်ကခေါ့နံပါတ်5ပါเนาะဒီခန်းကြီးလေးကိုတော့ဘယ်လိုမှတ်မလဲဆိုရင်ဒါလေးကတီလေเนาะသူ့ရဲ့အောက်ပိုင်းကဒီလိုလေးเนาะအဲ့တော့အမဘယ်လိုမှတ်လိုက်လဲဆိုရင်တီကို4နာရီကြာအောင်တူးတာတော့9កောင်ပဲရတယ်လို့မှတ်လိုက်ပါမယ်တီကို4နာရီကြာအောင်တူးတာ9កောင်ပဲရတယ်ဒါလေးကိုဒီလိုကြည့်လိုက်ရင်၄ပုံစံလေးနဲ့တူနေတယ်ပေါ့နော်၄ပြောင်းပြန်လေးပေါ့ဒါလေးကိုမှ၄လို့မှတ်လိုက်တာပေါ့နော်အင်္ဂလိပ်အခရာ၄လို့မှတ်လိုက်တယ်တူတော့မတူပေမဲ့စင်တူလေးပေါ့နော်တီတွေကို4နာရီကြာအောင်တူတာ9កောင်ရတယ်လို့မှတ်လိုက်ပါမယ်သူ့ရဲ့ရေးနည်းကတီတွေကို4နာရီကြာတူတာ9កောင်ပဲရလိုက်တယ်လို့မှတ်တယ်တီတွေကို4နာရီအကြာတူးတာ9កောင်ပဲရတယ်လို့မှတ်တယ်ကော့9ပါเนาะဒါကမှမှတ်မိအောင်ပေါ့เนาะပေါက်ပြရလေးမှတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့အဆင်မပြေဘူးဆိုရင်လည်းကိုယ့်ဘက်ကိုအဆင်ပြေသလိုလေးမှတ်ပါเนาะဒါဆိုရင်ဒီကော့ဆိုတဲ့ခန်းကြီးလေးကိုမတို့ကဘာလေးနဲ့ပေါင်းမလဲဆိုရင်စွတ်လေးနဲ့ပေါင်းမယ်အစ်စက5ခုပါเนาะအစ်စ5ခု
အဲ့ကောဆိုတဲ့ခန်းကြီးလေးကိုပဲမတို့ကဘာနဲ့ထပ်ပေါင်းမလဲဆိုရင်နိချိဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းမယ်ပေါင်းလိုက်ရင်ဣစုကဆိုပြီးဖြစ်သွားပါတယ်ဣစုက9ရက်နေ့အဲ့ဒီကောဆိုတဲ့ခန်းကြီးလေးကိုမတို့ကလခန်းကြီးလေးနဲ့ပေါင်းလိုက်တယ်လခန်းကြီးလေးနဲ့ပေါင်းလိုက်တော့ကောဂါဆုဆိုပြီးဖြစ်သွားတယ်ကောဂါဆုက9လပိုင်းမှာကောဆိုတဲ့ခန်းကြီးလေးကိုမတို့ကအန်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တယ်အန်ကောအန်ဆိုရင်9ရန်ပေါ့နော်ကောအန်က9ရန်ဒီခန်းကြီးလေးကပြန်ဆွဲပြပါမယ်နော်ခုနအတိတ်မမြင်လိုက်ရမယ်ဒီခန်းကြီးလေးကဂျပန်ပတ်စံရန်ကိုရေးတွက်တဲ့ခါမှာတုံးတယ်သူ့ကိုအတန်ထွက်ကအန်လို့အတန်ထွက်တယ်အဓိပ္ပာယ်ကရန်ပေါ့နော်ခုနကကောဆိုတဲ့ခန်းကြီးလေးကိုအန်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တဲ့ခါမှာကောအန်ဆိုပြီးဖြစ်သွားတယ်ဒါဆိုရင်ကောအန်ဆိုရင်9ရန်မှာကျမတို့ခု9လုံးမြောက်တင်သွားတဲ့ခန်းကြီးလေးကကောဆိုတဲ့ခန်းကြီးလေးတီတွေကို4ရက်လောက်တီတွေကို4နာရီကြာတူးတာတော့9កောင်မရတယ်လို့မှတ်တယ်ကောကိုစွတ်နဲ့ပေါင်းတော့ဣစစအလွတ်ချက်ပါ9ခုကောကိုနိချိနဲ့ပေါင်းတော့ဣစက9ရက်နေ့ကောကိုဂါဆုနဲ့ပေါင်းတော့ဂောဂါဆုကတော့9လပိုင်းမှာကောကိုအန်ဆိုတဲ့ဂျပန်ပတ်စံရေးတွက်တဲ့အန်လေးနဲ့ပေါင်းတော့ဂောအန်ဆိုတာက9ရက်မှာနော်